အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒီကျောင်းသားရဲ့ final result လေးကို grade ခွဲမှာပဲဖြစ်ပါတယ် grade ခွဲတဲ့အခါမှာဘယ်လို function လေးကိုသုံးသွားမလဲဆိုတာကိုဒီနေ့လေ့လာကြည့်ကြရအောင်အရင်ဆုံးအနေနဲ့ဒီလိုက grade ခွဲတော့မယ်ဆိုလို့ရှိရင် average score တွေ grade တွေရှိရမယ်ကိုသတ်မှတ်ထားတဲ့အရာပေါ့နော်စာမေးပွဲတွေဆိုလို့ရှိရင်ဒီလိုဒီမဲ့ average score တွေ grade တွေဆိုတာတွေကပေးထားရမယ်ဒီဟာလေးကိုပေးထားတယ်ဆိုလို့ရှိရင်ဒီလိုဒီဘက်မှာဘယ်လိုတွက်မလဲဆိုတဲ့အရာလေးကိုဒီက short link လုပ်ပြီးမှာပဲဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ညီမချင်း if function လေးနဲ့တွက်ပါမယ်ပြီးရင် logical တက်မှာဆိုလို့ရှိရင်ဒီ average score ဆိုတဲ့90ဟာဆိုလို့ရှိရင် greater than ဆိုတဲ့ဒီ average score ဒီဘက်မှာပြထားတဲ့89ထက်ကြီးခဲ့တယ်ဆိုလို့ရှိရင်ဒီလိုကဒီမှာ A လို့ပြမှာပဲဖြစ်ပါတယ်ဒီလို A လေးဖြစ်သွားပြီဆိုလို့ရှိရင်ဒီလိုကအောက်ကိုဆွဲချတော့မယ်ဆိုလို့ရှိရင်သူ့အနေနဲ့သူပေါ့နော်ပုံစံလေးတွေက A ဆို A B ဆို B C ဆို C ဖြစ်အောင်ဆိုလို့ရှိရင်နောက်ထပ်ပေါ့နော်ဒီကွက်လေးထဲမှာဒီလိုက audio fill လေးနဲ့ဖြည့်ဖို့ရအတွက်ဆိုလို့ရှိရင်ထပ်မှန်ပြီးတော့မှဖြည့်ဆွဲရမှာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီလိုဒီမှာဆိုလို့ရှိရင်အပေါ်ဆုံးလေးဒီနေရာလေးမှာဒီလိုက comma ဆိုတာလေးရေးပါမယ် formula bar လေးမှာပေါ့နော်အောက်မှာဆိုလို့ရှိရင်အရင်ကျက်သွားမှာဆိုတယ်ပြီးရင်ဒီမှာ if function ဒုတိယအဆင့်အနေနဲ့ဆိုလို့ရှိရင်ဒီ B3 လေးဟာဆိုလို့ရှိရင်ဒီလိုကဒီ greater than ပေါ့နော်ဒီ80ထက်80ကနေပြီးတော့မှ89ဆိုလို့ရှိရင်သူက B လို့ပြချင်တယ်ဒါဆိုလို့ရှိရင် equal to 80 80နဲ့80အထက်ကြီးခဲ့တယ်ဆိုလို့ရှိရင်တော့သူက B လို့ပြမယ်ဆိုပြီးတော့ဒီလိုရေးမယ်ပြီးရင်နောက်တစ်ခုအနေနဲ့ကလည်းဒီလိုမျိုးလေးလှုပ်ဆောင်သွားရမှာပဲဖြစ်ပါတယ်ဒီ B3 ရဆိုလို့ရှိရင် greater than equal ပေါ့နော်ဒီ80နဲ့80အထက်ရှိခဲ့တယ်ဆိုလို့ရှိရင်ဒီလို C လို့ပြမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီလိုကဒီမှာ80နှစ်အထက်ရှိခဲ့တယ်ဆိုတော့80နှစ်ဆိုတော့ equal greater than equal လေးပေါ့နော်ဒီလိုမျိုးရှိခဲ့တယ်ဆိုလို့ရှိရင်ဒီလိုကဒီမှာ C လို့ပြမယ်ပြီးရင် comma ပြီးတော့လို့ရှိရင်တော့ဒီလိုထပ်ပြီးတော့မှဒီ if function လေးထပ်သုံးမယ်ဒါဆိုလို့ရှိရင်ဒီခုနက B3 ဟာဆိုလို့ရှိရင် B3 စာတိုင်းလေးကိုထောက်မယ်ဒီ B3 ဟာဆိုလို့ရှိရင် equal to greater than equal ပေါ့နော်ဒီမှာ greater than လေးခဏကျန်နေခဲ့တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှင်ပြီးမှထည့်လိုက်မယ် greater than equal 60နဲ့အထက်ရှိခဲ့တယ်ဆိုပြီးတော့ဒီလိုပြချင်တာဒါဆိုလို့ရှင်ဒီနေရာမှာဒီလို greater than equal ပေါ့နော်ဒါလေးကိုထပ်ထည့်လိုက်ပြီအဲ့ဒါဆိုလို့ရှိရင်တော့ဒီလိုထပ်ပြီးတော့မှနောက်ထပ်တစ်ခုကကြတော့သူက60အောက်ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်တော့ဒီလိုဒီညမှာတစ်ခါတည်းပဲဒီ F ဆိုတာလေးကိုပေးခဲ့မယ်ဘာလို့လဲဆိုလို့ရှိရင်ရှေ့မှာလည်းဒီ B3 greater than equal 60ဆိုတာလေးဖြစ်နေပြီဒါမှမဟုတ်60မဟုတ်ဘဲနဲ့58ဆိုရင်ဒီတော့နောက်ထပ်စာတိုင်းတစ်ခုထပ်ပြီးတော့မှရေးလို့ရတယ်ပေါ့နော်ဒါကတော့ဒီလိုကဒီတစ်ခါတည်းပဲဒီမှာကွင်းလေးပိတ်မယ်သူဘယ်နှကွင်းရှိတာလဲရေးပြီးတော့မှဒီမှာပိတ်လိုက်ပါမယ်ပြီးရင် enter လေးခောက်လိုက်မယ်ပြီးတော့လို့ရှိရင်ဒီမှာဒီလို auto fill လေးဆွဲလိုက်မယ်face လိုက်တဲ့အခါမှာဒီလိုဒီမှာလို့ရှင် BA ကြီးဖြစ်နေတာတွေရှိတယ်ဒီနေရာလေးပြန်ဆက်စစ်တဲ့အခါမှာဒီနေရာဆိုလွဲနေတယ်ဒါဆိုဒီလိုပြန်ဆန်းစစ်ကမယ်ဘယ်နေရာတွေလိုအပ်တာလဲဆိုတဲ့ဟာကိုအဲ့တော့ဒီမှာဆိုလို့ရှိရင် BD ကြီးဖြစ်နေတယ်ဆိုလို့ရှိရင်ဒီအပေါ်ကပေါ့နော်နေရာလေးတွေကိုလိုက်ကြည့်တဲ့အခါမှာ B5 တွေ C6 တွေဒီမှာဆိုလို့ရှိရင် B5 တွေ if function ရဲ့နောက်ကဟာလေးတွေကိုကြည့်ရမယ်ပေါ့နော်ကွင်းဆဆချင်းတဲ့ဟာလေးကိုကြည့်လိုက်မယ်ဒါဆိုလို့ရှိရင် तू ကဒီမှာလွဲနေတယ်ကိုကဆောက်ထားတဲ့စာတိုင်းက B5 ဆိုပေမဲ့လို့ပုံမှာကကြတော့ဒီမှာ C6 ဆိုတာလေးလည်းရှိသေးတယ်ဒီမှာကတော့ B5 တွေဟုတ်တယ်ဟိုဘက်မှာ C6 ဆိုတာလေးရှိသေးတယ်ဒါဆိုလို့ရှိရင်ဒီတို့ကထပ်ပြီးတော့မှပြန်ပြီးတော့မှပေါ့နော်ဒီသူ့ရဲ့ C6 ဆိုတာကိုသူလက်ရှိမူရင် B column စာတိုင်းရဲ့ပြီးတော့လို့ရှိရင်number 5 row လေးမှာရှိတာဆိုတော့ပေါ့နော်ဒီနေရာလေးကိုဒီလိုထပ်ပြီးမှပြန်ပြီးမှဖြည့်ရမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီလိုဒီနေရာလေးကိုလိုက်ပြင်လိုက်မယ်ပေါ့နော်အဲ့တော့ဒီနေရာလေးကဒီမှာဆိုလို့ရှိရင်ဒီလိုဒီ C6 ဖြစ်နေတယ်အမှန်တကယ်ကတော့ B6 လို့ပေါ့နော်ဒီလိုပြင်ရမှာပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ပေါ့နော်ဒီကိုအပေါ်ဆုံးမှာထောက်လိုက်တယ်ဆိုလို့ရှိရင်လည်းသူကအမှန်တကယ် B3 ဆိုတဲ့နေရာမှာရှိရမှာဒီမှာ B3 ပြီးတော့ဒီမှာ C4 ဆိုပြီးမှဖြစ်နေအမှန်တကယ်ဒီကိုခုနထောက်ခဲ့တာလွဲသွားလို့ပေါ့နော်ဒီမှာဆိုလို့ရှိရင်အဲ့ဒါဆိုလို့ရှိရင်ဒီလိုမျိုးပြန်ဆန်းစစ်လိုက်လို့ရပါတယ်ဒီကဆို B3 ဆိုတာလည်းပြီး enter ခောက်လိုက်ပါenter ခောက်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ auto fill လေးဆွဲချလိုက်ပါဒါဆိုလို့ရှိရင်ဒီမှာကျောင်းသားကျောင်းသူရဲ့ final result ရဲ့ grade လေးတွေရသွားမှာပဲဖြစ်ပါတယ်အဲ့တော့ဒီသင်ခန်းစာလေးကအကျိုးရှိတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးရဲ့ comment လေးမှာလည်း yes လို့ရေးခဲ့ပြပါအောင်ရှင်